Oh, it is me, I met Fuck. ဒီနေ့ဗီဒီယိုတစ်ပုတ်ရအောင်တင်မယ် shit blender နဲ့အိမ်ပုံဘယ်လိုဆွဲလို့ရလဲပြောပြမှာဖြစ်ပါတယ်အားလုံးပဲကြည့်ရှုပေးပါဦးဒါကဒါ YouTube အတွက်ဆိုင်းနေတာပေါ့နော်ကျွန်တော်ရဲ့ post တွေကို Facebook မှာနည်းနည်းကြည့်ရအဆင်မပြေလို့ရှိရင်ခဏတော့scroll down something အဲ့လိုမျိုးလေးလုပ်ရပါဗျာကျွန်တော်လောလောဆယ်ဘာလို့လဲဆိုတော့ဒီ Facebook မှာကျွန်တော်နည်းနည်း monitor လုပ်လို့ရတယ်ဗျာကျွန်တော် monitor လုပ်လို့ရတယ် channel လေးရဲ့စကလုံးကမပြီးတော့ဘူး okay ကျွန်တော်နည်းနည်းကြည့်ရခဲ့တယ်ဆိုလဲနည်းနည်း scroll down လုပ်လိုက်ရသေးတယ်နော် okay ကျွန်တော်အခုဘာလုပ်နေမလို့လဲဆိုတော့ blender ပေါ်မှာ 3D အိမ်ပုံဘယ်လိုဆွဲမလဲ basis ပြောပြမှာဖြစ်ပါတယ်အားလုံးပဲစပါတီครับ okay I'm going to minimize this stupid to okay sorry okay blender ဖွင့်လိုက်မယ် so blender ပွင့်သွားပြီပေါ့နော် blender မှာဆိုလို့ရှိရင်ကျွန်တော်တို့ so blender ဖွင့်လိုက်တဲ့လူဟာကြီးတက်လာပါတယ်ပေါ့နော် တက်လာဆိုကျွန်တော်တို့အခုဘာလုံးမှာ 3D object ဆိုတာဖြစ်ပါတယ်အဲ့တော့ general နဲ့လိုက်ပါဘာလို့နည်းနည်းရကြက်တဲ့နေ့ general ပဲနေလိုက်မယ်နော် general ဆိုတော့ရေပုံရပေါ့မမလို့ပြန်ရင်တော့ဟုတ်ပြီကျွန်တော်တို့အခုblender ရောက်သွားပြီ blender ရောက်သွားပြီဆိုတော့ I'm a sorry maybe file add this render window help layout modeling sculpting UV editing texture paint shading animation rendering composition oh no compositing geometry scripting အဲ့လိုမျိုးအများကြီးပဲဒီလိုမျိုး menu တွေအများကြီးပဲပါတယ် blender မှာ blender မှာလုပ်လို့ရတယ်အများကြီးပဲဆိုတော့ overwhelm ဖြစ်သွားနိုင်တယ်ပေါ့နော် overwhelm ဖြစ်သွားနိုင်တယ်ဆိုတော့ overwhelm ဆိုတာကတော့ဘယ်ဟာကိုပဲနေရမလဲမသိတော့ဘူးအများများပဲဆိုဖြစ်သွားနိုင်တာပေါ့နော်ဒါပေမဲ့တကယ်တကယ်ကိုပြန်စဉ်းစားလိုက်မယ်ဆိုရင်ကျွန်တော်တို့ကဒီလိုမျိုး object လေးတွေကို design လုပ်တာပဲဖြစ်ပါတယ်ပုံဆွဲတာပဲဖြစ်ပါတယ်ဆိုတော့ဒါပါပဲဘာမှမဟုတ်ပါဘူး so ဒီစာလေးတွေက overwhelm ဖြစ်စရာမလိုပါဘူးနည်းနည်းနားလည်ရပြီပေါ့နော် so ဒါတွေကတော့ tools တွေပေါ့နော် tools တွေဆိုတာကတော့ဒီဘက်မှာဆိုရင် cursor a select box cursor ဒါဆို move tool ဒါဆို rotation tool ဒါဆိုတော့ scale the tool ဒါဆိုတော့ transform the tool ဒါဆိုတော့ annotation tool ဒါက measure tool ဒါကတော့ cube တွေပါတွေနှိပ်လိုက်လို့ရှိရင် add cube ဆိုရင် cube တစ်လုံးပြန်ထွက်လာမှာပေါ့နော် အကြောင်းကလည်းစိုးနေသေးတယ်ပြောင်းနိုင်တော့လားမသိဘူး shit အဲ့တော့ tool ဆိုတဲ့အဓိပ္ပာယ်ကတော့ဗျာဘယ်လိုပြောရမလဲဆိုလို့ရှိရင်တော့ tool ဆိုတာတော့ပစ္စည်းကိရိယာပဲပေါ့ဗျာကျွန်တော်ထမင်းစားလို့ရှိရင် zone လို့ရတယ် zone ကလည်းဒါ tool ပဲပေါ့နော်ဆိုရင် course ဆိုင် tool လို့ရတယ် tool ဆိုကျွန်တော်တို့လှုပ်ချင်တဲ့အရာပေါ်မှာမူတည်ပြီးတော့မှကျွန်တော်တို့ရဲ့ tools လေးတွေကိုပြောင်းသုံးတယ်ပေါ့နော် so အဲ့ဒီသဘောမျိုးပဲဒီဘက်မှာရှိတဲ့ဒီ tool လေးတွေကတစ်ခုချင်းစီမှာမတူညီတဲ့အသုံးပြုတဲ့ပုံစံလေးရှိရဲဆိုတော့အဲ့ဒီတစ်ခုချင်းစီကိုကိုယ်နဲ့ကိုယ်လေ့လာပြီးတော့မှအဲ့လိုမျိုးတစ်ခုချင်းစီကိုwhatever tool လေးပေါ့ tool လေးဆိုရင်ငါဘယ်လိုသုံးရမလဲဆိုတော့ practice လုပ်လို့ရှိရင်ကျွမ်းကျင်လာမှာဖြစ်ပါတယ်ဒါပေမဲ့ overwhelm ဖြစ်စရာမလိုပါဘူးဒီဟာကတော့ဒီညဘက်မှာရှိနေတာတော့ဒါကတော့ property panel ပေါ့ property ဆိုတာကတော့ဒီ object တစ်ခုမှာဆိုရင်တော့ property တွေရှိမယ် property ဆိုတာကတော့သူတို့ရဲ့ဝိသေသလက္ခဏာတွေ ဂုဏ်သတ္တိတွေပေါ့ဗျာအဲ့ဒီ object ကကျွန်တော်တို့အပြင်လောကမှာဆိုလို့ရှိရင်ကျတော့အဲ့ချင်ပြင်ထဲမှာဆိုရင်ကျွန်တော်တို့အုံနောက်မှာဒီ biologically နားလေတယ်ဒီ object ကကွေးနေရလားဖြောင်းနေရလားလေးထောင်လားအလုံးလား
5 page ကိုရီးယား pattern တွေကိုနားလည်နိုင်တယ်ကိုရီးယားအုံနောက်ကပေါ့နော်ဒါပေမဲ့ computer မှာ system မှာကျတော့ဒီ object ကဝေးလာရောနီးလာလုံးလာပြာလာအဲ့လိုမျိုး properties တွေကိုသတ်မှတ်ပေးရတယ်လူတွေကြတော့ကိုရီးအုံနောက်ကအလိုလျောက်တဘာဝတရားကြီးကတင်ပေးထားပြီးသားဆိုတော့တည်တယ်ဒါပေမဲ့ computer မှာကျတော့ဒီ property တွေက define လုပ်ပြီးဖို့လိုတယ်ဒါပေမဲ့ဒါတွေကမပြောရတော့ဥပမာ introvert ဒီဟာတွေကအရေးမကြီးဘူးဒါတွေကအရင် professional တိကျကျလုပ်မယ်ဆိုတဲ့လူတွေတော့ပဲလိုအပ်တာအခုလောလောဆယ်ကဒီ4000အတုံးကြီးပဲ okay that's all basis မှာဒီ4000အတုံးကြီးပဲပြောမယ်ဆိုတော့ဒီဟာကိုဖျောက်ချင် and key ကိုနှိပ်ဖျောက်သွားပြန်ပေါ်ချင် and ကိုပြန်နှိပ် that's all okay အဲ့ဆိုရင်ဒါကြီးက environment ပေါ့ environment ဆိုတော့သူ့ရဲ့ပတ်ဝန်းကျင်ပေါ့ဒီသူ့ပတ်ဝန်းကျင်ဘာတွေရှိလဲ solar ဗျာတွေရှိတယ်လို့လည်းမပြောနဲ့ပေါ့နော်ဒါတွေက grid တွေပေါ့နော်ဒါက x ဝင်ရိုးဒါ y ဝင်ရိုး the z ဝင်ရိုး z ဆိုတာတော့အထူပေါ့အရာအမြောက်အနံမြောက်အမြင့်ပေါ့ဗျာဆိုတော့ဒီပေါ့ပါပဲဒါ 3D ကို 3D ဆိုတော့ dimension 3ခုရှိရယ်လေယာရှိမယ်အနံရှိမယ်အမြင့်ရှိမယ်ဆိုတော့ဒီသဘောမျိုးပါပဲဆိုတော့ x y z တချို့ကလည်း x y z လို့ပြောရပါပဲမှန်တယ် z ပဲဖြစ်ဖြစ် z ပဲဖြစ်မှန်တယ်ပေါ့နော်ဆိုတော့လောလောဆယ်ဒီမှာကobject 3ခုရှိနေတယ် camera and light ပြီးတော့မှဒါ cube လေးပေါ့နော် cube လာ cube လေးဘယ်လိုပဲဖြစ်ဖြစ်ပေါ့နော်နားလည်ရပြီဟုတ်တယ်မလား the cube ဆိုတော့ဟုတ်ပြီ the camera and light က the light ကဘာလုပ်ထားလဲဆိုတော့ဒီ object ရဲ့ဒီ object ဒီ4000ကို object လို့ပြောနေတာဒီအသုံးလေးကိုအလင်းအောင်ပေးထားဒီနာမှာအလင်းအောင်ဖြစ်နေပြီးတော့မှနာမှာအရေးကလေးဖြစ်နေပေါ့ဗျာဒါကတော့ camera shoot down ပေါ့နော် camera ကနေမြင်ရတယ်shoot down လေးဖြစ်ပါတယ်ဆိုတော့ဟုတ်ပြီအဲ့ဆိုရင်အဲ့ camera နဲ့ light ကအရေးမကြီးဘူးဖြတ်လိုက်မယ်ကိုရီးယားဒါဟိုလုံးနေမှာအဲ့တော့ဖြတ်ချင်တယ်ဆိုရင် x ကိုနှိပ်ပါ x ဆိုတာတော့ cross ဆို Twitter ကနေပြီးတော့ x ကိုပြောင်းသွားတယ်အဲ့ဒီ x နော်အမားချစ်လေးနဲ့တူတယ်ဆိုတော့အဲ့ဒါလေးနှိပ်လိုက်ပါဒီတော့ပထမချက်ကကိုဖြတ်ချင်တဲ့ဟာကို select မှတ်မယ်ဟုတ်လားဆိုတော့ကျွန်တော်တို့ကတော့ Mac OS သုံးမှာဖြစ်ကြမလို့ click ကတစ်ချက်ပဲရှိတယ်ပေါ့နော် left right မရှိဘူးတစ်ချက်ပဲဒီဟာကိုဆွဲနှိပ်မယ်ပြီးဆွဲလိုက် select မှတ်သွားပြီးကြရင် x ကိုနှိပ်လိုက်ဖြတ်မှာလာလို့မေးရင် delete selected objects လို့မေးရဆိုရင် yes delete ပေါ့နော်ပြတ်သွားပြီဆိုတော့ camera ကိုလည်းဖြတ်မယ်ရော x ကိုနှိပ်မယ် delete တော့4000တုံးကြီးကျန်ပြီ4000လုံးလုံးရှုပ်လို့ဖြတ်လိုက် select မှတ်လိုက်တယ်နောက်ပြီးတော့ okay yes comment ခုဒါဖြတ်တာကိုလေ့ကျင့်တာအဲ့ဖြတ်တတ်သွားပြီ alright that basically object ကိုမြင်ခွင့်နဲ့ကနေဖြောက်တတ်သွားတယ်ဆိုတော့ဒီမှာဘာကြီးကျန်တယ်ဆို solar ပြားတွေပဲကျန်လို့ပြောနေ x y grid ကြီးကျန်နေ with select မှတ်မယ် extend ဆိုတော့ဒါသင်္ကန်းတစ်ခုပြီးပါပြီအဲ့တော့ကျွန်တော်ဖြတ်လိုက်ပြီးပြန်ထည့်မယ်ဆိုတော့ဒီအပေါ်မှာကြည့်လိုက်မယ် object mode view select x ဆိုတာရှိတယ် okay အဲ့ဒီမှာကိုရ x ဆိုတော့နေလိုက်မယ်နေပြီး marsh ကိုရွေးမယ်ဘာလို့ marsh ဒီဘာလို့ရွေးရလဲဆိုတော့ marsh ဆိုတဲ့တဲမှာအဲ့မျိုး preset လောက်ထားတဲ့ object တွေရှိတာအဲကြောင့်အဲ့ marsh နဲ့မှာသွားရလိုက်လို့ရှိရင်cube ဆိုတာတွေ့မယ် okay ပြန် add မယ် add ဆိုတော့မလို့ပြန်ပေါင်းထည့်တာပေါ့ဗျာ as အလို့ကျန်တော့ marsh ထဲက cube ကိုရွေးလိုက် okay ဆို cube လေးပြန်ပေါ်လာတယ် okay အဲဆိုကျွန်တော်တို့ကခုနဖြတ်တတ်တယ်အခုပြန်ပေါ်တတ်သွားပြီဆိုတော့နောက်ထပ်တစ်ခုထပ်ထည့်မယ် add marsh cube ဒါတော့ထပ်ပေါ်နေဒီဘောတော့ထပ်နေလားတော့မသိဘူးဒါ copy ကူးတဲ့နေလို့ရှိရပြန်မပြောချင်သေးခဏနေပြောလိုက်ရအောင် empty ထားပါဆိုအဲ့ဒါကြီးကျွန်တော်တို့ကဒီ object လေးကိုကြည့်လိုက်လို့ရှိရင်ဒီ object ကဘာမှလုပ်မရဒီ
object ကတော့ဒီတိုင်းနေလို့ရှိရင်တော့ view မှုဖြစ်နေ view မှုဆိုတော့ဒီ object ကobject ကိုကြည့်လို့ပဲရဒီ object ကိုပြင်လို့မရအောင်ဆိုတော့ဒီ object ကိုပြင်လို့ရခြင်းတယ်ဆိုဟိုမှာဗျာရှေ့ထုတ်ခြင်းနဲ့တိုးခြင်းနဲ့something like အဲ့လိုလုပ်ချင်တယ်ဆိုလို့ရှိရင်edit လုပ်ပြီး edit mode ကိုပြောင်းပြီးအခုက view mode လို့ဆိုရင်ဒီ object ကိုမြင်လို့မရတယ်ဘာမှလုပ်လို့မရအောင်ပြောင်းလဲလို့မရအောင်ဆိုတော့မြင်တဲ့နေရာမှာဆိုရင်ဒီလိုမျိုးလဲကြည့်လို့ရတယ်ပြီးကြရင်ဒီလိုမျိုးဒီလိုအပိတ်မဟုတ်ဘူးဒီလိုမျိုးအယိုးတွေမြင်ရတယ်ဆိုတော့အယိုးတွေကိုဖောက်ထွင်းပြီးမြင်လို့ရတယ်ဆိုတော့အမျိုးတွေတုတ်လို့ရတယ်ပေါ့နော်အဲ့ဒါထားပြီးဒီပေါ်ဟာကြီးလောက်တော့ဆိုတော့ဒါအယိုးမလို့ဒါပိတ်ပဲမြင်ဆိုဟုတ်ပြီအဲ့ဆိုရင်လောတဲ့သူဘာလုပ်ခိုင်းရမလဲဆိုသူရှီထွက်ချင်တယ်ဟုတ်ရဲ့သူအဲ့လိုမျိုးရှီထွက်ချင်တယ်ဟုတ်ရဲ့ရှီထွက်ချင်တယ်လို့လုပ်လဲဆိုတော့ဒီကျွန်တော်ဒီအောင် edit mode ပြောင်းပေးရမယ်အဲ့တော့ပြောင်းရင်ဆိုရင် select လုပ်မယ်ဖုန်းနဲ့လိုက်ကိုပြင်နေတဲ့ object ကို select လုပ်မယ်ပြီးရင် tab key ကိုနှိပ်မယ်ဆိုရင်သူက edit mode ဖြစ်သွားပါပြီ edit mode ဖြစ်သွားရင်သူ့ကိုကျွန်တော်တို့ကပါတယ်ဆိုရင်ပြုပြင်ပြောင်းလဲလို့ရသွားပါပြီပြုပြင်ပြောင်းလဲရသွားပြီဖြစ်တဲ့ကြောင့်မို့ဒီမှာဆိုရင်ဒီမှာဒီသုံးခုရှိဒီသုံးခုအရင်အသုံးဝင်နေပါနော်ဒီဟာတွေကလည်းအသုံးဝင်နေဒီသုံးခုအသုံးဝင်တယ်အများမှတ်ထားတော့သုံးခုကအသုံးဝင်တယ်ဆိုဒီအောက်ကဘာလို့လဲဒီရဲ့ဒီတာ4003မှာဆိုရင်ဒါဆိုရင်တော့ select button ဆို button ဆိုတာဒီရဲ့ဒီ down လေးဒီကို select လုပ်တာဒီ down လေးဒီ object မှာဆိုရင် down ချုံလေးတွေရှိရဗျာ answer တုံးသုံးဖို့ဆို answer တုံးမှာဆိုတော့ down ချုံလေးရှိဆိုတော့ဒါလေး select ဆိုတော့ဒီအလဲရဟာချက်ဒါလေးဆိုရင်edges ဆိုတာဒီဟိုဒီဘားလေးတွေကိုselect လုပ်တာဘားလေးပေါ့နော်ဒီဘားတန်လေးဒီတော့ချောင်းလေးကို4000လောက်လို့တော့မဆိုဒီဘားတန်လေးတွေကဆက်ထားအောင်ဒီဘားတန်လေး select လုပ်ဒါဆိုတော့ faces ဒါဆိုတော့ face ဆိုဒီမျက်နှာပြင်တစ်ခုလုံးကို select လုပ်တာဆိုတော့ဒီ cloud လေးတွေကိုနှိပ်ပြီးတော့မှကျွန်တော်တို့ဒီအသုံးလေးပေါ်မှာ select လုပ်လို့ရတယ်ဆိုတော့ဘယ်လိုမျိုး select လုပ်မှာဆိုရင်ထားပါတော့ခုလောလောဆယ်ကမျက်နှာပြင်ကိုဆွဲထုတ်ချင်တယ်လို့တော့ဆိုတော့မျက်နှာပြင်ကိုဆွဲထုတ်ချင်တဲ့မျက်နှာပြင် select လုပ်အောင်လုပ်ပြီးတော့မှလူလိုပြောမယ်ဆိုတော့လမ်း select လုပ်တယ်ဆိုဒီဟာကိုဆွဲမယ်ဒီဟာလမ်းကင်လိုက်တယ်ကင်ပြီးမှအဲ့လိုဆွဲလိုက်ဒီရဲ့အပြားကို select လုပ်ရမယ်ပေါ့နော်ကင်လိုက်မယ်ပေါ့ဒါဆိုဒီရဲ့ဟာကိုရွေးမယ်ဆိုဒီ face ဟာ select mode face ကိုရွေးမယ်ဒီဟာ face ကို select လုပ်လိုက်မယ် select လိုက်ပြီးokay select လုပ်ပြီးသွားပြီဆိုလို့ရှိရင်ကျွန်တော်တို့ဒီဟာပြင်ဝိုင်းပေါ့ because I moves move to move ကိုပြင်ပြီးယူပြီး sorry ပြန်ပြောရင် sorry အရင်ဆုံး link ကင်လိုက်မယ်ပေါ့နော်ဒီface နဲ့သူ့ link ကင်လိုက်မယ်ဖတ်ကင်လိုက်ပြီသူ select ဖြစ်သွားပြီဒါပေမဲ့သူ့ရွှေ့ဘယ်လိုရွှေ့ရမှာရွှေ့လို့မရရွှေ့မယ်ဆိုတော့ရွှေ့တဲ့ tool တစ်ခုထပ်တော့ဆိုဒီမှာ move tool ရှိရယ်ပေါ့နော် move tool ရှာရမယ်ဘေးနားမှာmove tool နေလို့ရှိရင်ကို select ထားတဲ့ move လုပ်မယ် tool လေးပေါ်လာပေါ့နော်ဆိုတော့အဲကြလို့ရှိရင်ကိုကဒီအပြာရောင်များလေးကိုဆွဲလိုက်မယ်ဆိုရင်အပေါ်ရှေ့ထွက်လာမယ်အစိမ်းရောင်များလေးကိုကင်ပြီးဆွဲလိုက်မယ်ဆိုရင်ဘိုးဘက်ကိုကလိုင်းတော့ထွက်သွားပါဘောနော်ဒါတွေကဘယ်လိုလုပ်ရမလဲပြကြမှာပြောပြတယ်ဘယ်လိုလုပ်လဲအပြာရောင်များလေးကိုကင်လုပ်လိုက်မယ်ဆိုရှေ့ထွက်လာတယ် right so okay နော်ဆို okay တယ်ဆိုပြီးရမယ် so that is not the right way to I think control Z okay ဒါကိုဆက်မှတ်မယ်ဒါနောက်တစ်မျိုးပေါ့နော် extrude လုပ်ရဗျာ extrude ရလုပ်လိုက်တော့ဗျာအခုဒါဆိုရင် extrude ဆိုတာတော့ဒီလိုမျိုး
ဆွဲထုတ်တာပေါ့နော်ဆွဲထုတ်တယ်ရေဒီယိုတန်လို့ဆွဲထုတ်တယ်အရင်ဆုံးလမ်းကင်လိုက်မယ်ဖတ်โอเคနော်ကန်းလိုက်ပြီးတော့ E ကိုနေလိုက်မယ် B ကိုနေပြီးလို့ရှိရင် Y လို့နေလိုက်ဆိုတော့ဟောဆိုတော့ဒါကဘာလဲဆိုတော့ဟို extrude လုပ်မယ်ဘယ်လိုမျိုးလုပ်ချင်တာလဲဆိုတော့ Y ဝင်ရိုးစွန်းနဲ့လုပ်ချင်တာအေး Y ဝင်ရိုးစွန်းလုပ်ချင်တယ်ဆိုတော့ extrude လုပ်ချင်တယ်ဆိုတော့ E ဆိုတဲ့အတူတစ်လုံးနေတယ်အရင်ဆုံး pass ကို select လုပ်လိုက်တယ်အရင် select လုပ်လိုက်တယ် select လုပ်ပြီး extrude လုပ်မှာမလို့ E လို့လည်းချက်နေလိုက်တယ်ဆိုတော့ခုနပြောပြပြီး object မှာပါလဲဟုတ်တယ်မဟုတ် object မှာဆိုရင် x and y and z ရဲ့ဒီ coordinate ဒီ line 3 line ပဲပါတယ်ဆိုတော့ x တိုင်းသွားမှာလား y တိုင်းသွားမှာလား z တိုင်းသွားမှာလား x တော့မဟုတ် y တော့မဟုတ် z အဲ့ဒါကိုရေးပေးရဆိုတော့ကိုက extrude လုပ်မယ် extrude လုပ်မယ်ဆိုရင်ဘာလုပ်ပေးရမလဲဆိုရင် x ဝင်ရုံချင်းသွားမှာ y ဝင်ရုံသွားမှာအဲ့တော့ကိုကကျွန်တော်ကy ဝင်ရုံဆုံးရေးရမိတယ်အဲ့ y ဝင်ရုံဆုံးမသွားချင် x ဆို x ပြန်ရေးပြီးတော့မှပြန်ပြီးတော့မှဆွဲပေါ့နော်ဆွဲပြီးတော့မှဒါပေမဲ့ဟိုနေပြီးလိုက်ရအောင်တောင်းပါလေဟုတ်ပါအဲ့ချင်းဘူးရရှောက်လို့နေโอเคโอเคခတ်ဟိုမရတော့အိမ်မရတော့ shit sorry ဒီဗီဒီယိုကြီးကစမ်းလုံးနေတာဖြစ်ပါတယ်အစားရပြောပြီးလေအတီးလို့မပြောဘူးဒီ right စမ်းလုံးနေတာတော်လွဲကြီးပဲ shit အိမ်မရတော့လူလဲအကြောင်းနေ